မင်္ဂလာပါဒီဒါကတော့ပတ်တူးလေးပဲဖြစ်ပါတယ်ဒီပတ်တူးမှာတော့ကျွန်တော်တို့ထပ်ပြီးဆော့မှာပေါ့အဲ့မှာနောက်ချဂိမ်းနောက်တစ်ခါထပ်ပြီးတော့ပြန်ဆော့မှာမောင်မားနေတယ်ငါတို့စုနဲ့သွားမားနေတယ်ကဲဟာဒီမှာရှာလိုက်တယ်ဒီမှာလေကွာမင်းရတယ် ဘောလုံးကန်ရတယ်ချော်ရ မရပါဘူးတားကြီးရတယ် โอเคပါကျေးဇူးတင်ပါတယ်ကြည့်ပြီးကြည့်ရှင်ပေးတဲ့သူတွေကို โอเคငါတို့2ယောက်ဆော့တယ် ကျွန်တော်ဆိုရင်ကြည့်ပေးပါအောင်ဘာမှ ကဲကျွန်တော်ပတ်တူးဆော့တော့ဒီဟာလာပြီကဲငါတို့ရေခဲပြင် ပိုစားမယ် ဟဲ့မင်းကလည်းဆော့ရမှာနော်ဒီကြမှာမင်းကလည်းသက်ဆိုင်ဟဲ့ဟာငါဘယ်တောင်းချလဲကွာငါ့လာကြည့်တာတိတ်ရအောင်ကျင်းလိုက်ရော ဟောက်ကွာ မင်းပြုတ်ကြလိုက်တယ်တော်လိုက်တာငါသားရဒီဘော အေးမင်းကတော့ရဒီပတ်တူးကမရှုံးနေတယ်ကဲရောအာမားနေတယ်ငါလေနောင်ချပါလိုက်ပြီရောအောင်ပါကဲနောက်ဆုံးဒီကောင်ကတက်ပြမယ်ရှိနေတာနောက်ဆုံးရောကွာအမဟုတ်သေးဘူးနော်ကွာပေးသွားရကွာမနာ ခဲ့ရအောင်ပါရောကျွန်တော်လိုင်းဝါးကြီးပဲဖြစ်ပါ ဘိုင်မိုင်ညီကျူရဲ့လူတွေကျေးဇူးတင်ပါတယ်ဘိုင်မိုင် ဘိုင်ဘိုင်အနည်းမနေတယ်ဟာ